အခု CO2 ဆိုတဲ့ gas နေမှာဘာဖြစ်လို့အာဂုံထည့်နေရတာလဲထည့်မသုံးကြရလဲဟုတ်ပြီနောက်တစ်ခုကစတိဆိုလို့ဆိုရင်ဘာဖြစ်လို့ကြောင့် CO2 ဘက်ကဆော်လို့မရဘူးလားအဲ့ဒါမေးရရှိအဲ့ဒါဆိုတော့ CO2 gas ကနည်းနည်းဒီ rain ဆိုတဲ့ welding ဖြစ်တဲ့နေရာမှာကျတော့သူက carbon dioxide ဓာတ်ငွေ့ကိုလုံုံလုပ်ပေးထားတယ်ဒါပေမဲ့ဒီတန်ခါးတစ်ခုပျော်ဝင်မှုကြတော့carbon dioxide CO2 gas ကကြတော့တိတ်မကောင်းဘယ်လိုမကောင်းလဲဆိုတော့ဒီဟိုမှာ rain နားမှာသူက spark ဖြစ်တာပေါ့နော် spark ဖြစ်လို့ဆိုတာမှာ short မီးတွေဖုံးဝါးနဲ့တအားပန်းထွက်နေတယ်ပြီးတော့အဲ့ rain နားရဲ့တိတ်တီးမှုလေးမှာဆိုရင်သူတန်ခါးတစ်ခုပျော်ဝင်နေဆိုတာကဗျာသူက molecule တစ်ခုကသူကတစ်စီးလုံးနဲ့ molecule ရဲ့တော့အစီနဲ့တော့ဟိုတစ်စီးတစ်ပေါင်းနဲ့ဖြစ်သွားတဲ့ဥစ္စာအဲ့ဒါကို rain ဒါကို welding ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး CO2 gas နဲ့သုံးတဲ့နေရာဆိုရင်အဲ့ဒီနေရာမှာ welding ဖြစ်တဲ့နေရာမှာအဲ့ molecule တွေကတိကျအစီနဲ့မဖြစ်ဘူးဆိုတဲ့သဘောပေါ့ဟုတ်ကဲ့အဲ့ဒါတော့အာကွန်ကြတော့အဲ့လိုမဟုတ်ဘူးအာကွန်ကြတော့အဲ့ဒါပို့ပြီးတော့တန်ခါပြောင်းမှုပူကောင်းတယ် spark ဖြစ်ပြီးတန့်ရှင်းနေတယ်ဟိုမှာတန့်ရှင်းနေတော့သူ့ကို short လေးပါလေးရှော်မတက်ဘူးတန်ခါညင်းမှုမရှိဘူးအဲ့ဒါကြောင့်အဲ့ကောင် CO2 ဟိုမှာ CO2 ထက်အာကွန်ကပို့ပြီး clean ဖြစ်တယ်အောင်ကဆိုရင်ဆော်တဲ့နေရာတွေမှာသူကတန့်ရှင်းအမြင်လောက်ထားတယ်အဲ့ချမ်းမှာရေနံကြီးတွေတို့အင်ဂျင်ဝိုင်တို့အဲ့လိုမျိုးညစ်ပတ်စေတဲ့ဟာမျိုးတွေရှိတယ်အဲ့ကောင်အာကွန်ဆော်လို့မရဘူးနောက်တစ်ခုကအာကွန်ကလေးတိုင်းဆော်လို့မရဘူးဘာလို့လေးတိုင်းဆော်မရဘူးဆိုတော့အာကွန် gas ကထွက်နေတယ်အာကွန်ကထွက်နေတဲ့အချိန်မှာကောင်းတိုင်းsorry အောက်ဆီဂျင်တိုးဝင်လာပြီဆိုရင်အဲ့နေရာက spark ဖြစ်တော့တော့မဲဖြစ်တော့TIG rain ဆော်ပြီးဆိုရင် TIG rain ဆော်မဲ့နေရာမှာကျွတ်ဟိုကနေကာထားတယ်လီတာမတက်အောင်ကာထားတာမရှိဘူးတခုရှိတယ် flow meter ဒီ TIG argon gas ကဒီ TIG rain ဆော်ပြီးဆိုရင်ပုံမှန်လို့ကျွန်တော်တို့ဒီ stain နဲ့ဒီအပားလေးတွေဆော်ပြီးဆိုရင်ခလုတ်ဖြစ်နေတာနဲ့ truss ဆိုနေတာနဲ့ body လေးကအပေါ်တမှုလောက်လေးခုံလေးဆိုရပြီဒါပေမဲ့ဒီ TIG တကယ် heavy ဆော်လို့ဆိုရင်ဒီကောင်းလေးနဲ့တာမှုဆော်လို့ဆိုရင်အဲ့ flow meter က15ကနေပြီးတော့20လောက်ဒီကိုတင်ထားတယ်အဲ့မှာ flow အဲ့ဘောလုံးလေးခုံနေတဲ့ဟာလေးရှိဘောလုံးကပြုံလေးရှိတယ်အဲ့ဘောလုံးလေးကဟိုအဖျားနားမှာရှိတယ်သုံးပုံနှစ်ပုံနဲ့အဖျားနားမှာကတ်နေတာအဲ့လိုဒီလိုဆို gas ကိုတအားထုတ်ထားတယ်အဲ့ဒီ gas ကအရင်ပြင်းထုတ်နေလေဒီမှာဒီတန် rain ဆော်မဲ့နေရာမှာပို့ပြီးတော့အောက်ဆီဂျင်ကိုကာဗာလုပ်ပေးနိုင်တယ်အဲ့ဒါကြောင့်ဒီကောင်လေးတွေအပားလေးဆိုရင်တော့ gas ကတိတ်မလို့ပဲဒီလိုမျိုး TIG heavy ဆိုပြီးဆိုရင်တော့ gas ကအဲ့လောက်ဒီကိုတင်ထားမှရတယ်နောက်တစ်ခုက CO2 ပြောပြီးသွားပြီအာကွန်ပြီးသွားပြီပြီးတော့ helium ကကြတော့ဘယ်နေမှာသုံးလဲ helium ကျတော့အာကွန်ထက်ပိုပြီးတော့တန့်စင်ပြီးတော့ pure ဖြစ်စေတဲ့နေရာမျိုးတွေမှာကျရင်helium gas ကိုသုံးတယ် helium gas ကကြတော့သူက aluminum ဆော်ပြီးဆိုရင် helium ကပိုပြီးတင်တော့နောက်ပြီးတော့ titanium နဲ့ aluminum နဲ့stainless steel မှာသူက201ဆိုတာကတော့အခုဗာလဲ special တော့ပါဆိုဒါ201အဆင့်ပဲရှိတယ်201 202 2မရှိ304 308 316ကျွန်တော်သိတာကတော့အဲ့လောက်ပဲတည်တယ်အခုကျွန်တော်ဒီမှာအခုဟိုကြောက်တိုင်တို့ပါလို့ဆိုရင်ဒါ202အဆင့်special တို့ပါလို့ဆိုရင်ဒါဒီအဆင့်အဲ့ဒါမကောင်းဒီကောင်ကဒီ88တို့ပါလို့ဆိုရင်အဲ့ဒါ8ဆင့်အဲ့ဒါသူစမ်းတက်တဲ့အရေးရှိတယ်ဒီ essay နဲ့စမ်းလိုက်တာတော့ပေါ်လာအောင် coating color လေးကိုယ်ပြီးတော့ပေါ်လာဟုတ်ပြီ304ဒီဘက်ပုံမြင်နေ316လို့အမျိုး stainless steel အမာသားတွေဆိုပြီးဆိုရင်အဲ့လိုမျိုး helium နေရာတွေထည့်သုံးရတယ်ဒီ argon gas နဲ့ရောလှုပ်ရတာရှိတယ်သူက4ဦး2ဦးတဦးက argon တစ်ခုတဦးက helium နဲ့ argon နဲ့တွဲပြီးတော့အဲ့လိုမျိုးအဲ့ဒီဟိုဟာလေးကိုဒီ TIG rainbow နဲ့ကိုရောလှုပ်ရတာရှိတယ်။ဒါကြရင် CO2 နဲ့ argon နဲ့ရောလှုပ်ရတဲ့အားမျိုးတွေရှိတယ်။ဒါတော့သူကကိုဆောင်မဲ့ rain နားပေါ်မှာတတုကောင်မူတည်ပြီးအဲ့လိုမျိုးထည့်သုံးရတာပေါ့နော်။ rain ပညာကိုစီးပူးနေလာတဲ့ညီကောင်မောင်နှမတွေဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီအတမဝန်းချောင်းပညာကိုလောက်ကန်နေတယ်ဒါပေမဲ့ဒီလောက်ကန်နေတဲ့နေရာမှာပို့ပြီးတော့တိတိကျကျလို့ထင်ထားတဲ့ညီကောင်မောင်နှမတွေအတွက်ပဲဒီလိုဖြစ်ပါတယ်ဒီ skill ပို့ပြီးတော့
ကျွမ်းကျင်တဲ့လူတွေသိမြင်တဲ့လူတွေကျွန်တော်တို့ဘောတိုင်းမှာရှိလို့ရှိရင်လည်းဘုံမှာထောက်ပြပေးသားပါအောင်နောက်ပြီးတော့ဒီဗီဒီယိုကြည့်ကြရင်ကျွန်တော်တို့ညီကိုတို့အတွက်ဟိုအထောက်အကူပြုတယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးလည်း like share လေးလုပ်ပြီးတော့အားပေးကြပါအောင်အဲ့ဒါကျေးဇူးတင်ပါတယ်ကျွန်တော်ဒီကထုတ်ပါ